မင်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံနယ်နိမိတ်အတွင်းကတရုတ်နိုင်ငံရဲ့အကျိုးစီးပွားကိုထိခိုက်စေမယ်ဘလို့လောက်ရကိုမဆိုခွင့်ပြုမှာမဟုတ်ဘဲနဲ့တရုတ်အကျိုးစီးပွားကိုကာကွယ်သွားမယ်လို့မင်းအောင်လှိုင်ကကတိပြုလိုက်ပါတယ်အင်ဒိုနီးရှားမှာမင်းအောင်လှိုင်ကိုလူမျိုးတုံးတပ်ဖြတ်မှုနဲ့တရားစွဲဆိုလိုက်တာကကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အတွက်မှတ်တိုင်အသစ်ဖြစ်လာတယ်လို့ကမ္ဘာလုံးဆိုင်ရာရပ်ဖက်အဖွဲ့တွေရဲ့မဟာမိတ်ဖွဲ့ကပြောပါတယ်အင်ဖြူတော်သတင်းထောက်များအသင်းညစာစားပွဲမှာတနက်ပစ်ခတ်မှုဖြစ်ပွားပြီးတော့အမေရိကန်သမ္မတထရမ့်ကိုဘေးလွတ်ရာကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရတဲ့သတင်းပါဝင်ရန်ကုန်ခေတ်သစ်ရဲ့ဒီနေ့နေ့လည်ခင်းရရှိထားတဲ့ပြည်တွင်းသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံနယ်နိမိတ်ထဲကတရုတ်နိုင်ငံရဲ့အကျိုးစီးပွားကိုထိခိုက်မယ်ဘလို့လောက်ရက်ကိုမဆိုခွင့်ပြုမှာမဟုတ်ဘဲမြန်မာနိုင်ငံထဲမှာရှိတဲ့တရုတ်အကျိုးစီးပွားတွေကိုကာကွယ်သွားမယ်ဆိုပြီးအကြံဖတ်မင်းအောင်လှိုင်ကကတိပြုပြောဆိုလိုက်ပါတယ်မနေ့ကတရုတ်နိုင်ငံကြားရေးဝန်ကြီးဝမ်ယီနဲ့နေပြည်တော်မှာတွေ့ဆုံချိန်အကြံဖတ်မင်းအောင်လှိုင်ကအဲ့လိုပြောဆိုလိုက်တာပါမြန်မာနိုင်ငံနယ်နိမိတ်အတွင်းတရုတ်နိုင်ငံရဲ့အကျိုးစီးပွားကိုထိခိုက်စေမယ်ဘလို့လောက်ရက်ကိုမဆိုခွင့်ပြုမှာမဟုတ်ဘဲမြန်မာနိုင်ငံဒေကတရုတ်နိုင်ငံသားတွေအဖွဲ့အစည်းတွေနဲ့စီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံရေးအတွက်အစီအမံတွေချမှတ်ဆောင်ရွက်သွားမယ်လို့အကြံဖတ်မင်းအောင်လှိုင်ကကတိပြုခဲ့ပါတယ်။ဒါအပြင်နိုင်ငံကြားအနာဆိုးဖြစ်နေတဲ့အွန်လိုင်းလောင်းကစားနဲ့လိမ်လည်မှုတွေကိုလည်းအမြင့်ပြတ်တဲ့အထိဆက်လက်နှိမ်နင်းသွားမယ်လို့လည်းပြောပြန်ပါတယ်။အဲ့ဒီပြင်တရုတ်သမ္မတရှီကျင်းဖျင်ဆိုပြုထားတဲ့ကမ္ဘာလုံးဆိုင်ရာစီမံကြီး၄ရပ်ဖြစ်တဲ့GDI, GSI, GCI နဲ့ Global Governance Initiative တို့ကိုမင်းအောင်လှိုင်ကထောက်ခံကတက်ကြွစွာအားပေးသွားမှာဖြစ်တဲ့ဆိုတာနဲ့ One China Policy ကနေလုံးဝသွေဖယ်သွားမှာမဟုတ်ဘူးလို့မင်းအောင်လှိုင်ကပြောပါတယ်။အဲ့ဒီပြင်တရုတ်သမ္မတရှီကျင်းဖျင်ဆိုပြုထားတဲ့ကမ္ဘာလုံးဆိုင်ရာစီမံကြီး၄ရပ်ဖြစ်တဲ့ GDI, GSI, GCI နဲ့ Global Governance Initiative တို့ကိုမင်းအောင်လှိုင်ကထောက်ခံကတက်ကြွစွာအားပေးသွားမှာဖြစ်တဲ့ဆိုတာနဲ့One China Policy ကနေလုံးဝသွေဖယ်သွားမှာမဟုတ်ဘူးလို့မင်းအောင်လှိုင်ကပြောပါတယ်။ဒါအပြင်မြန်မာစီးပွားရေးနဲ့ငလင်အလွန်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုကူညီထောက်ပံ့ပေးနေတဲ့တရုတ်နိုင်ငံကိုကျေးဇူးတင်တယ်ဆိုပြီးတော့လည်းမင်းအောင်လှိုင်ကပြောလိုက်ပါတယ်။တရုတ်နိုင်ငံသားဝန်ကြီးမစ္စတာဝမ်ယီကလည်းတရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံပေါ်ခိုင်မာစွာထောက်ခံအားပေးချက်၃ရက်ရှိကမြန်မာနိုင်ငံရဲ့ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်ကိုထောက်ခံတယ်လို့နိုင်ငံတော်ချုပ်ချာအာဏာနဲ့နေမြေတည်တံ့ခိုင်မြဲမှုကိုကာကွယ်တာကိုထောက်ခံတဲ့ပြင်နိုင်ငံတော်ငြိမ်းချမ်းရေးနဲ့ပြန်လည်သင့်မြတ်ရေးဖော်ဆောင်မှုတွေကိုလည်းထောက်ခံတယ်လို့ပြောဆိုသွားပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အင်ဒိုနီးရှားမှာမြန်မာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုလူမျိုးတုံးတပ်ဖြတ်မှုနဲ့တရားစွဲဆိုမှုမှာကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အတွက်မှတ်တိုင်အသစ်ဖြစ်လာတယ်လို့ကမ္ဘာလုံးဆိုင်ရာရပ်ဖက်လူမှုအဖွဲ့အစည်းများမဟာမိတ်အဖွဲ့ Civicus ရဲ့ platform ဖြစ်တဲ့ Civicus Lens ကဧပြီလ23ရက်နေ့ကထုတ်ဖော်ရေးသားခဲ့ပါတယ်။မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးတဲ့နောက်မှာသမ္မတအဖြစ်သူ့ကိုယ်သူနာမည်ပေးထားတဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာရိုဟင်ဂျာလူနည်းစုတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ဆိုကအင်ဒိုနီးရှားတရားရုံးမှာတရားစွဲဆိုခံနေရတာပါ။အဲ့လိုတရားစွဲဆိုမှုကိုစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတန်းကနေလွတ်မြောက်လာသူရိုဟင်ဂျာမျိုးသမီးတဦးကအင်ဒိုနီးရှားရဲ့ပြည်မှုဆိုင်ရာဥပဒေအသစ်မှာပါတဲ့ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်မူဝါဒကိုအသုံးပြုကတင်သွင်းခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်ရိုဟင်ဂျာမျိုးသမီးယက်ရှ်မီယလာကအင်ဒိုနီးရှားလူခွင့်ရေးကောင်းဆောင်တွေရဲ့အကူအညီနဲ့ဧပြီလ23ရက်နေ့တုန်းကအင်ဒိုနီးရှားရှေ့နေချုပ်ရုံးကိုတိုင်ကြားစာတင်သွင်းခဲ့ပါတယ်။အဲ့ဒီတိုင်ကြားစာမှာမင်းအောင်လှိုင်ဟာ2019ခုနှစ်အတွင်းကရိုဟင်ဂျာကျေးရွာတွေကိုမီးရှို့ခဲ့တယ်လို့အတင်းအဓမ္မနှင်ထုတ်တာအပြင်တပ်ဖြတ်တာနဲ့အစုလိုက်ပြုံလိုက်မတိန်ကျင်းခဲ့တာတွေအတွက်တာဝန်ရှိတယ်လို့တိုင်ကြားထားတာပါစစ်တပ်ရဲ့စစ်စင်ရေးအတွင်းရိုဟင်ဂျာ2400ခန့်အသက်ဆုံးရှုံးခဲ့ရပြီး9သိန်းကျော်ကလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံကဒုက္ခသည်စခန်းတွေကိုထွက်ပြေးခဲ့ရတယ်လို့အဲ့ဒီအမှုဟာအင်ဒိုနီးရှားနိုင်ငံရဲ့ဥပဒေပြင်ဆင်ချက်ကြောင့်ဖြစ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်ဒါအပြင်ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်ဆိုတာကတော့လူမျိုးတုံးတပ်ဖြတ်မှုလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့စစ်ရာဇဝတ်မှုလိုမျိုးပြင်းထန်တဲ့ပြစ်မှုတွေကိုဘယ်နေရာမှာကျူးလွန်ခဲ့တာပဲဖြစ်ဖြစ်ကျူးလွန်သူကဘသူပဲဖြစ်ဖြစ်နိုင်ငံတကာဥပဒေအရဘယ်နိုင်ငံကမဆိုတရားစွဲဆိုစီရင်နိုင်တဲ့မူဝါဒဖြစ်ပါတယ်
ဒါအပြင်ဂျာမနီပြင်သစ်နဲ့ဆွစ်ဇာလန်နိုင်ငံတို့မှလည်းအခုလိုမျိုးအမှုတွေကိုစီရင်ခဲ့ပြီးတော့မင်းအောင်လှိုင်ဟာအာဂျင်တီးနားနဲ့တီမောလက်စတေနိုင်ငံတို့မှလည်းတရားစွဲဆိုခံထားရကနိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကလည်းသူ့ကိုဖမ်းဝရမ်းထုတ်ဖို့လှုံ့ဆော်နေပါတယ်။အာဂျင်တီးနားတရားရုံးကလည်း2025ခုနှစ်တုန်းကမြန်မာစစ်ဗိုလ်ချုပ်တွေပေါ်ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပြီးဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံပေါ်ဆွဲဆိုထားတဲ့လူမျိုးတုံးတပ်ဖြတ်မှုဆိုင်ရာကြားနာပွဲတွေကိုလည်းအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာအခုနှစ်ဇန်နဝါရီလကစတင်ပြုလုပ်ခဲ့ပါတယ်။မင်းအောင်လှိုင်ကိုတရားစွဲဆိုမှုမှာအရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေဖြစ်တဲ့အင်ဒိုနီးရှားနဲ့တီမောလက်စတေတို့ကမြန်မာစစ်ကောင်စီပေါ်ရေးယူလာတာကြောင့်လူခွင့်ရေးတောင်းဆိုမှုဟာအနောက်နိုင်ငံတွေရဲ့သွေးထိုးမှုဖြစ်တဲ့ဆိုတဲ့စစ်ကောင်စီရဲ့စင်ကြေကိုပြက်ပြဲသွားစေခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံက2026ခုနှစ်အတွက်ကုလသမဂ္ဂလူခွင့်ရေးကောင်စီရဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတာကြောင့်မင်းအောင်လှိုင်အမှုကိုအလေးနက်ထားကင်သွယ်ဖို့လူခွင့်ရေးဖွဲ့တွေကတိုက်တွန်းနေကြပါတယ်။မြန်မာစစ်တပ်ကိုတရုတ်အိန္ဒိယနဲ့ရုရှားနိုင်ငံတို့ကထောက်ခံနေပေမဲ့လည်းအဲ့လိုတရားဥပဒေအရအရေးယူမှုတွေဟာအာဏာရှင်တွေရဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုစိန်ခေါ်နေပြီးတရားမျှတမှုအတွက်မျှော်လင့်ချက်တွေကိုဖြစ်ပေါ်စေတယ်လို့ကမ္ဘာလုံးဆိုင်ရာရပ်ဖက်လူမှုအဖွဲ့အစည်းများမဟာမိတ်အဖွဲ့ Civicus ရဲ့ platform ဖြစ်တဲ့ Civicus Lens ကသုံးသပ်ထားပါတယ်ရှင်။ဆက်လက်ပြပေးမယ့်သတင်းကတော့အသွင်ပြောင်းမြန်မာစစ်တပ်ရဲ့နိုင်ငံရေးပုံစံကိုအတိမတ်မပြုဖို့နဲ့မြန်မာစစ်တပ်ကိုတရားစွဲထားတဲ့နိုင်ငံတကာတရားစီရင်ရေးရန်တရားတွေကိုထောက်ခံဖို့အာဆီယံခေါင်းဆောင်တွေစီကိုရပ်ဖက်အဖွဲ့200ကျော်ကဧပြီလ24ရက်နေ့တုန်းကအိတ်ဖွင့်ပေးစာတစ်စောင်ပေးဖို့တောင်းဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ရပ်ဖက်အဖွဲ့အစည်းတွေဒေသတွင်းနဲ့နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းစုစုပေါင်း200တဖွဲ့ကအာဆီယံခေါင်းဆောင်တွေစီကိုအိတ်ဖွင့်ပေးစာတစ်စောင်ပေးဖို့ကမြန်မာအရေးနဲ့ပတ်သက်ပြီးပြတ်သားတဲ့လှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်ဖို့အရေးပေါ်တောင်းဆိုလိုက်ကြတာပါ။ဒါအပြင်အဲ့ဒီဖွဲ့စည်းတွေဟာဖိလစ်ပင်းနိုင်ငံကအာဆီယံလက်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့2026ခုနှစ်မှာမြန်မာအရေးနဲ့ပတ်သက်ပြီးအချက်5ချက်ကိုအဓိကတောင်းဆိုထားတာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲတွေနဲ့သူတို့တီဆောက်နေတဲ့တရားမဝင်လွတ်တော်အစိုးရရန်တရားတွေကိုအာဆီယံအနေနဲ့အတိမတ်မပြုဘဲပယ်ချဖို့တောင်းဆိုထားတဲ့ပြင်အာဆီယံစည်းဝေးတွေမှာစစ်တပ်ကိုယ်စားလှယ်တွေကိုတက်ရောက်ခွင့်ပိတ်ပင်မှုအတွက်ကိုလည်းပါဝင်ပါတယ်။အဲ့ဒီပြင်ပြည်သူ့အခြေပြုဖွဲ့စည်းများ CSOS တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ EROS နဲ့အမျိုးသားညီညွတ်ရေးဆိုရ NUG တို့နဲ့တိုက်ရိုက်ပူးပေါင်းကနေဆက်ဖြတ်ကျော်ကူညီတွေပေးရဖို့ကိုလည်းတောင်းဆိုထားပါသေးတယ်။လက်ရှိမြန်မာနိုင်ငံမှာနေရစွခွာရသူ3.8 တန်းကျော်ရှိနေပြီးတော့စစ်တပ်ကအကူအညီပေးရေးလုပ်ငန်းတွေကိုတားဆီးနေပါတယ်။ဒါအပြင်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားသေဆုံးမှုကမြင့်တက်နေတဲ့အတွက်အာဆီယံဖွဲ့ဝင်နိုင်ငံတွေအနေနဲ့စစ်ကောင်စီစီကိုလက်နက်နဲ့လေယာဉ်စီတွေမရောက်ရှိအောင်ထိရောက်စွာတားဆီးပေးဖို့နဲ့အာဆီယံနိုင်ငံတွေကလက်နက်စီးဆင်းရာလမ်းကြောင်းမဖြစ်အောင်လှုံ့ဆော်ပေးဖို့ကိုလည်းတောင်းဆိုထားပါတယ်။အဲ့ဒီပြင်အင်ဒိုနီးရှားနဲ့တီမောလက်စတေနိုင်ငံတို့မှာမြန်မာစစ်ကောင်ဆောင်တွေကိုတရားစွဲဆိုထားတယ်။ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်မူဝါဒအရဆောင်ရွက်ချက်တွေကိုအာဆီယံအဖွဲ့ဝင်နိုင်ငံတွေကဝိုင်းဝန်းကူညီကြဖို့နဲ့စစ်တပ်ကကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ခံမှုရရှိဖို့အတွက်ကိုလည်းဆောင်ရွက်ပေးဖို့တောင်းဆိုထားပါသေးတယ်။အဲ့ဒီပြင်အာဆီယံထူးကိုယ်စားလှယ်အနေနဲ့လူ့ခွင့်ရေးနဲ့တရားမျှတမှုကိုအခြေခံက NUG, EROS နဲ့အရက်ဖက်အဖွဲ့အစည်းတွေလိုမျိုးဒီမိုကရေစီအင်အားစုတွေကိုဗဟိုပြုကဆွေးနွေးမှုတွေလှုပ်ဆောင်ဖို့ကိုလည်းတောင်းဆိုထားပါတယ်။တခြားတစ်ဖက်မှာလည်းဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်ပါဝင်နိုင်ငံရေးအကျဉ်းသားအလုံးကိုချွင်းချက်မရှိအမြန်ဆုံးလုပ်ပေးဖို့အခြေခံကျတဲ့လိုအပ်ချက်ဖြစ်တယ်လို့အရက်ဖက်အဖွဲ့တွေကဆိုပါတယ်။အရက်ဖက်အဖွဲ့အစည်းတွေရဲ့အဆိုအရ2026ခုနှစ်မတ်လဟာမြန်မာနိုင်ငံမှာအရက်သားတွေစုလိုက်ပြုံလိုက်အသက်ခံရမှုအများဆုံးလာဖြစ်ခဲ့ပြီးစစ်ကောင်စီကအာဆီယံရဲ့ဘုံသဘောတူညီချက်9ရက်ကိုလုံးဝလေးစားလိုက်နာတာမရှိဘဲအကြမ်းဖက်မှုတွေကိုပဲတိုးမြင့်လှုပ်ဆောင်နေတယ်လို့ဆိုထားပါတယ်။အဲဒါကြောင့်2026ခုနှစ်အာဆီယံဥက္ကဋ္ဌဖိလစ်ပင်းနိုင်ငံအနေနဲ့မြန်မာပြည်သူဘက်ကနေခိုင်ခိုင်မာမာရည်တည်ပေးဖို့နဲ့စစ်ကောင်စီရဲ့ကြမ်းဖက်မှုတွေမှာကြံရပါမဖြစ်အောင်ပြတ်သားတဲ့ခေါင်းဆောင်မှုနဲ့အရေးယူဆောင်ရွက်ပေးဖို့အိတ်ဖွင့်ပေးစာကနေတဆင့်အလေးနဲ့တိုက်တွန်းထားပါရရှင်။ကချင်ပြည်နယ်ဘက်မှာတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံခင်းကောက်ကွင်းမှာရှိတဲ့ဆေးရုံဟောင်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်နဲ့ပြည်သူစစ်တွေကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်က12ယောက်သေဆုံးခဲ့တယ်လို့ဒေသစီသတင်းမိကရန်ကုန်ခေတ်ကိုပြောပါတယ်။
မနေ့ကဧပြီလ25ရက်နေ့မနက်ပိုင်းကနေစတင်ပြီးလုံခင်းကောက်ကွင်းမှာရှိတဲ့ဆေးရုံဟောင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်နဲ့ပြည်သူစစ်တွေကို KIA ပူးပေါင်းတပ်ကဒရုန်းနဲ့စက်တိုက်ပုံကျဲတိုက်ခိုက်နေကပေါက်ကွဲတံနဲ့ပစ်ခတ်တံတွေကြားနေရတယ်လို့သိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့ဆေးရုံဟောင်းကိုဒရုန်းနဲ့3ကြိမ်ထိမှန်ခဲ့ပြီးစစ်တပ်ဘက်က12ယောက်သေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သေဆုံးသွားတဲ့စစ်သားအလောင်းတွေနဲ့ဒဏ်ရာရသူတွေကိုလုံခင်းကျေးရွာဝင်လေပြင်းရန်ချက်ဆက်ယုံစစ်တပ်အထိုင်စခန်းတွေကိုတည်ဆောင်သွားတယ်လို့ဒေသစီရေးသတင်းရင်းမြစ်ကဆိုပါတယ်။အခုလိုမျိုးပဲဧပြီလ23ရက်နေ့ကလည်းဖားကန်းမြို့မရှိကထောင်ရက်ကွက်ဆူတောင်းကုန်းနဲ့လုံခင်းရွာကောက်ကွင်းအနီးမှာရှိတဲ့အကြမ်းဖက်စစ်သားနဲ့ပြည်သူစစ်တွေကို KIA ပူးပေါင်းတပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရကြောင်းစစ်တပ်ဘက်က10ယောက်ထပ်မံသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းနမ်မောင်မြို့သစ်လမ်းပိုင်းမှာရှိတဲ့နမ်မောင်မြို့အဝင်အကြမ်းဖက်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရကြောင်းစစ်သား4ဦးသေဆုံးခဲ့တယ်လို့ငပြေမပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့ဧပြီလ24ရက်နေ့ညနေ4နာရီမှာနမ်မောင်မြို့သစ်လမ်းပိုင်းမှာရှိတဲ့နမ်မောင်မြို့အဝင်အကြမ်းဖက်စစ်တပ်တောင်ဘက်ဂိတ်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရကြောင်းအဲ့ဒီတိုက်ပွဲဟာ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်ကစစ်သား4ဦးသေဆုံးက3ဦးအပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းဘန်ကာတစ်ခုကင်းမြော်စင်ဘန်ကာတစ်ခုနဲ့ဘန်ကာအသေးတစ်ခုတို့ကိုချိန်မုံနိုင်ခဲ့ပြီးတော့ကြံနေတဲ့ဘန်ကာတစ်ခုကိုအပိသက်တိုက်ခိုက်ချိန်မှာနမ်မောင်မြို့ပေါ်ကအကြမ်းဖက်စစ်တပ်ဟာ120မမ60မမလက်နက်ကြီးတွေပစ်ကူပေးကဒရုန်း2စီးနဲ့လည်းပြန်လည်ခုခံတိုက်ခိုက်ခဲ့ကတော်လိုင်းရဲဘော်တွေကတော့ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုတရက်ခရိုင်အမှတ်3ငပြေမတရင်အောင်ဆန်းလန်နမ်မောင်နဲ့နမ်မောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ကရင်ပြည်ဘက်ကသတင်းကိုကြည့်အောင်ပါ။ကရင်ပြည်နယ်နမ်မဲခုံမြို့နယ်တွေကကျေးရွာတရားကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအသေးခံဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရကြောင်းအဖွားအိုတူအပါဝင်ပြည်သူ9ဦးသေဆုံးခဲ့တယ်လို့ဒေသခံပြည်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်။မနေ့ကဧပြီလ25ရက်နေ့နေ့လယ်ပိုင်းကမိုးပြဲမြို့မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီစစ်သားတွေကနမ်မဲခုံမြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအသေးခံဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရကြောင်းအမျိုးသား2ဦးမှာနေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ရပြီးတော့စိုးရိမ်ရတဲ့ဒဏ်ရာရရှိထားတဲ့အသက်19နှစ်အရွယ်မျိုးသမီးငယ်2ဦးမှလည်းထပ်မံပြီးတော့သေဆုံးသွားခဲ့ရပါတယ်။ဒါအပြင်နောက်ထပ်ပြည်သူ3ဦးမှလည်းပြင်းထန်စွာဒဏ်ရာရရှိထားပြီးနေအိမ်တွေလည်းထိခိုက်ပျက်စီးသွားပါတယ်။အဲ့ဒီပြင်ရွာကိုပစ္စည်းတွေပြန်ယူတဲ့သူနဲ့တချို့ပြည်သူတွေကရွာတွေကနေမထွက်ဘဲကြံနေခဲ့တဲ့သူတွေဘုံထိမှန်သေဆုံးသွားတာလို့ဒေသခံပြည်သူတွေကဆိုပါတယ်။အဲ့ဒီကျေးရွာဟာပြီးခဲ့တဲ့ဧပြီလ23ရက်နေ့ကလည်းစစ်ကောင်စီရဲ့ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်မှုကိုခံခဲ့ရပြီးအမျိုးသား2ဦးသေဆုံးခဲ့သေးတယ်လို့အဲ့ဒီကလေးကကျေးရွာကပြည်သူတွေဟာကြောက်လန့်ကအိုးအိမ်ဆုတ်ခွာထွက်ပြေးတိမ်းရှောင်နေကြရတာပါမနေ့ကတိုက်ခိုက်မှုမှာမိသားစုဝင်တွေနဲ့ရွာသားတွေထိခိုက်သေဆုံးတဲ့တဲ့တင်ကိုကြားသိရပြီးတဲ့နောက်စစ်ဘေးရှောင်နေတဲ့အဖွားအို2ဦးမှလည်းရုတ်တရက်နှလုံးရက်ခါထပ်မံသေဆုံးသွားခဲ့တာကြောင့်အခု2ရက်အတွင်းစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးသူစုစုပေါင်း9ဦးထိရှိလာခဲ့ပါတယ်အဲ့ဒီပြင်ဒေသခံတွေရဲ့အဆိုအရအဲ့ဒီဒေသမှာဘာတိုက်ပွဲမှဖြစ်ပွားတာမရှိဘဲစစ်ကောင်စီကအရက်သားတွေကိုပြစ်မှတ်ထားပြီးတော့အကြောင်းမဲ့ဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းဘက်မှာတော့စကိုင်းတိုင်းအရာတော်မြို့နယ်မှာထိတွေ့တိုက်ပွဲတွေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ကျေးရွာတွေကိုဘုံကျဲတိုက်ခိုက်ခဲ့ရကြောင်းရွာပေါင်း15ရွာကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာတိမ်းရှောင်နေရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ဧပြီလ15ရက်နေ့ကနေစတင်ပြီးအရာတော်မြို့နယ်တလဲပါပြူစောတီရွာငွေတွင်းပြူစောတီရွာနဲ့စပက်တွင်းပြူစောတီရွာတို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးအဲလိုထိတွေ့တိုက်ပွဲဖြစ်ပွားရာနေရာတွေပါဝင်ကျေးရွာတွေကိုပါအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာဝိုင်တွဲတွေနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေပါတယ်။အဲလိုထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေရကြောင်းတလဲပါရွာစိတ်ဖူးကြီးရွာစပယ်တွင်းရွာနဲ့ငွေတွင်းရွာတွေပါဝင်အနီးနားမှာရှိတဲ့ရွာပေါင်း15ရွာကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။လက်ရှိချိန်ထိပြည်သူတွေဟာဆက်လက်စစ်ဘေးတိမ်းရှောင်နေရပြီးအမိုးအကာဆေးဝါးနဲ့စားနပ်ရိက္ခာတွေကတော့လိုအပ်နေပါတယ်။
အကြမ်းဖက်စစ်တပ်ကဧပြီလ23ရက်နေ့ကနေ18ရက်နေ့အထိအရာတော်မြို့နယ်ရှေ့တောင်ကျမ်းမှာရှိတဲ့ကျေးရွာတွေကိုတေခံဒရုန်းနဲ့73ကြိမ်စစ်တပ်လေဒီနဲ့14ကြိမ်ဂျန်ကော်ပတာနဲ့6ကြိမ်ဂျက်ဖိုက်တာနဲ့23ကြိမ်ဝိုင်တွဲလေယာဉ်နဲ့35ကြိမ် MI-35 ရဟတ်ယာဉ်နဲ့19ကြိမ်ပါဝင်ဟဝစ်စာလက်နက်ကြီးနဲ့15ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဝါရှင်တန် DC ကဝါရှင်တန်ဟီလ်တန်ဟိုတယ်မှာကျင်းပပြုလုပ်တဲ့နှစ်ပတ်လည်သတင်းတောက်များအသင်းညစာစားပွဲတက်ရောက်နေချိန်တွင်ပွဲကျင်းပရာခမ်းမအပြင်ဘက်မှာတနက်တန်တွေထွက်ပေါ်လာခဲ့တာကြောင့်လုံခြုံရေးဖွဲ့ဝင်တွေကသမ္မတကိုရေးပေါ်ဘေးလို့ရာကိုခေါ်ထုတ်သွားခဲ့ရပါတယ်။အမေရိကန်စံတော်ချိန်ဧပြီလ25ရက်နေ့စနေနေ့ညနေပိုင်းကကျင်းပတဲ့အဲ့ဒီပွဲမှာသမ္မတနဲ့သမ္မတကတော်တို့ကနေရာယူထားပြီးမကြာခင်မှာပဲခမ်းမအဝင်တကားဘက်ကနေတနက်တန်5ချက်ထက်မနည်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။အခင်းဖြစ်ပွားချိန်မှာခမ်းမအတွင်းမှာရှိနေသူတွေဟာစပွဲတွေအောက်မှာဝင်နေခဲ့ကြရပြီး Secret Service Agent တွေကသမ္မတကိုချက်ချင်းပဲအကာအကွယ်ပေးကခေါ်ထုတ်သွားခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။အခင်းဖြစ်ပွားရာနေရာမှာရှိနေတဲ့သတင်းတောက်ကတော့တနက်ရန်နှန်းတွေကိုတောင်ရနေသလိုသူတို့အားလုံးမြေကြီးပေါ်မှာဝင်နေရပြီးတနက်တန်ကအနောက်ဘက်ခမ်းမအဝင်တကားတွေနားကနေထွက်ပေါ်လာတာပါလို့ပြောကြားခဲ့ပါတယ်။အခုလိုဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်သမ္မတထရမ့်ကသူ့ရဲ့ Truth Social လူမှုကွန်ရက်ကနေတဆင့်သူအပါအဝင်သမ္မတကတော့ဒုသမ္မတနဲ့အစိုးရအဖွဲ့ဝင်အားလုံးဘေးကင်းလုံခြုံစွာရှိနေတဲ့ပြင်တနက်သမားကိုဖမ်းဆီးရမိထားတယ်ဆိုပြီးသတင်းထုတ်ပြန်လိုက်ပါတယ်။သမ္မတထရမ့်ကလင်းလင်းမြန်မြန်နဲ့တတိရှိရှိဆောင်ရွက်ပေးခဲ့တဲ့ Secret Service ရဲ့ရဲတပ်ဖွဲ့ဝင်တွေကိုချီးကျူးဂုဏ်ပြုတယ်ဆိုတာနဲ့အဲ့ဒီပွဲကိုရပ်ပေါင်း30အတွင်းပြန်လည်ကျင်းပသွားမယ်ဆိုတာကိုလည်းရေးသားဖော်ပြခဲ့ပါတယ်။လက်ရှိမှာတော့တနက်သမားကိုဖမ်းဆီးထိန်းသိမ်းထားပြီးသမ္မတကတော့အင်ဖြူတော်ကနေသတင်းစာရှင်းလင်းပွဲမကြာခင်မှာပြုလုပ်သွားမယ်လို့သိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့အီရန်ကအမေရိကန်နဲ့ဆွေးနွေးညှိနှိုင်းဖို့စိတ်ဝင်စားမှုရော့နေပြီးသမ္မတထရမ့်ကလည်းဆွေးနွေးခြင်းရင်ဖုံးဆက်ဖို့ကိုသာပြောဆိုလိုက်ပါတယ်။အီရန်အာဏာပိုင်တွေနဲ့နိုင်ငံပိုင်မီဒီယာတွေဟာအမေရိကန်နဲ့ဆွေးနွေးညှိနှိုင်းမှုတွေပေါ်အရင်ကထက်စိတ်ဝင်စားမှုလျော့နည်းနေတဲ့ပုံစံကိုပြသနေကြပါတယ်။ပါကစ္စတန်နိုင်ငံအစ္စလာမာဘတ်မြို့မှာပြုလုပ်ဖို့စီစဉ်ထားတဲ့ဂျာဝန်စစ်ဆက်ရေးဆွေးနွေးပွဲတွေပြပြသွားပြီးတဲ့နောက်မှာအီရန်နိုင်ငံဂျာရေးဝန်ကြီးအဘတ်စ်အရက်ချီကအမေရိကန်ဟာတန်တမန်ရေးရမှာတကယ်ပဲစိတ်ပါဝင်စားမှုရှိမရှိကိုစောင့်ကြည့်ရအောင်မယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့အီရန်ခေါင်းဆောင်ပိုင်းအတွင်းမှာညှဉ်းပွားမှုတွေနဲ့ရှုပ်ထွေးမှုတွေရှိနေတယ်လို့ဆွဆွဲပြောဆိုခဲ့ပြီးစကားပြောခြင်းဖုန်းဆက်ရုံပဲရှိတယ်လို့လူမှုကွန်ရက်ကနေတဆင့်ဖိအားပေးရေးသားခဲ့ပါတယ်။ဒါပေမဲ့အီရန်အာဏာပိုင်တွေကတော့ဒီဆွဆွဲချက်ကိုတုံ့ပြန်တဲ့အနေနဲ့ပြည်သူတွေစီးလုံးနေတဲ့ဆိုတာနဲ့အဓိပတိကောင်းဆောင်မိုချာဒါဘာခါမီနီရဲ့ပေါ်လုံးဝနာခံမှုရှိတဲ့ဆိုတဲ့သတင်းစကားတွေကိုတညီတညွတ်ထဲထုတ်ပြန်နေကြပါတယ်။အီရန်တော်လှန်ရေးစောက်တဲ့ IRGC ကအမေရိကန်ရဲ့ပိတ်ဆို့မှုတွေနဲ့ရေပြင်အဓမ္မလုပ်ရက်တွေကိုလက်တုပ်ပြန်သွားမယ်လို့တတိပေးထားပါတယ်။ဒါအပြင်ဟော်မုတ်စီလက်ချားကိုအီရန်ကအပြည့်အဝထိန်းချုပ်ထားရဲဆိုတာကိုပြသတဲ့အနေနဲ့သင်္ဘောနှစ်စီးကိုလည်းထိန်းသိမ်းထားပြီးစစ်ရေးအရအဆင်သင့်ရှိနေတဲ့ဆိုတာကိုလည်းထုတ်ဖော်ပြသခဲ့ပါတယ်။အီရန်နိုင်ငံအတွင်းကဆွန်ရအုပ်စုတွေနဲ့မီဒီယာတချို့ကတော့အမေရိကန်နဲ့နျူကလ িয়ার ကိစ္စထပ်မံဆွေးနွေးဖို့မလိုအပ်တော့ဘူးလို့တိုက်တွန်းနေကြပါတယ်။အမေရိကန်နဲ့ဆွေးနွေးတာဟာစစ်ပွဲအဆုံးသတ်ဖို့အတွက်ပဲဖြစ်ရမှာဖြစ်ပြီးအီရန်အနေနဲ့နျူကလ িয়ার ကိစ္စကိုဆွေးနွေးပွဲရဲ့အစိပ်ပိုင်းဖြစ်ထည့်သွင်းစဉ်းစားမှာမဟုတ်ဘူးလို့ IRGC နဲ့နှီးစပ်တဲ့ Tasnim သတင်းဌာနကဖော်ပြထားပါတယ်။အီရန်သမ္မတမာဆူပီဇက်စကီယန်ကစစ်ပွဲကြောင့်လျှက်စစ်တပ်အားပေးစက်ရုံတွေနဲ့အခြေခံအဆောက်အုံတွေစနစ်တကျတိုက်ခိုက်ခံရမှာကိုစိုးရိမ်နေပြီးပြည်သူတွေအနေနဲ့စွမ်းရည်သုံးဆွဲမှုကိုထိန်းသိမ်းလျှော့ချကြဖို့တိုက်တွန်းထားပါတယ်။အစိုးရအနေနဲ့အရင်ကတိုက်ခိုက်ခံခဲ့ရတဲ့စီနဲ့ဂတ်စက်ရုံတွေလေဆိပ်တွေနဲ့တရားတွေကိုပြန်လည်တည်ဆောက်သွားမယ်လို့လည်းကတိပြုထားပါတယ်ရှင်။ဆက်လက်ပြပြပေးမှာကတော့ကိုလံဘီယာနိုင်ငံအနောက်တောင်ပိုင်းကခေါ်ကာဒေသမှာရှိတဲ့Pan American ဝေးပြေးလမ်းမကြီးပေါ်မှာဒီနေ့ပောက်ကွဲမှုတစ်ခုအကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ဒီပောက်ကွဲမှုကြောင့်အနည်းဆုံးလူ14ယောက်သေဆုံးခဲ့ပြီး38ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသဆိုင်ရာအာဏာပိုင်တွေကပြောပါတယ်။ဘုံပောက်ကွဲမှုဟာကာယီဖရီရိုမြို့နယ်တဲက El Tunnel ဆိုတဲ့နေရာမှာဖြစ်ပွားခဲ့တာပါ။ဒဏ်ရာရတဲ့သူတွေထဲမှာအသက်မပြည့်သေးတဲ့ကလေးငယ်9ဦးတောင်ပါဝင်နေပါတယ်။ခေါ်ကာဒေသအုပ်ချုပ်ရေးမှူး Octavio Guzman ကတော့
ဒီတိုက်ခိုက်မှုဟာရဲသားပြည်သူတွေကိုပြစ်မှတ်ထားတဲ့လူမဆန်တဲ့လုပ်ရက်ဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ရှုံချလိုက်ပါတယ်။အုပ်ချုပ်ရေးမှူးကသူတို့ခံစားနေရတဲ့နာကျင်မှုအတွက်စကလုံးတောင်ရှာမရတော့ပဲခေါ်ကာဒေသဟာဒီလိုရက်ဆက်တဲ့အဖြစ်အပျက်တွေကိုတယောက်တည်းရင်ဆိုင်နေရလို့မဖြစ်တော့ပါဘူးလို့ဆိုပြီးအစိုးရအနေနဲ့ဒီထက်ပိုပြီးပြပြသားသားအရေးယူပေးဖို့ကိုတောင်းဆိုထားပါတယ်။ကိုလံဘီယာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့တာဝန်ရှိသူဟူဂိုလိုဘတ်စ်ကတော့ဒါဟာအကြမ်းဖက်မှုတစ်ခုဖြစ်ပြီးတော့အရင် FARC လက်နက်ကိုင်အဖွဲ့ဟောင်းကနေခွဲထွက်သွားတယ်။ Ivan Modisco ဆိုတဲ့သူရဲ့အဖွဲ့လက်ချက်ဖြစ်တယ်လို့အပြစ်တင်ပြောဆိုထားပါတယ်။ဒါအပြင်ပြီးခဲ့တဲ့2ရက်အတွင်းမှာတင်အဲ့ဒီဒေသတဝိုက်မှာဘုံပေါက်ကွဲမှုနဲ့တိုက်ခိုက်မှုပေါင်း26ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီထဲမှာရဲစခန်းတွေကိုတနက်နဲ့ပစ်တာရှိတာစခန်းတွေကို drone နဲ့ပုံကျဲဖို့စ조사တာတွေလည်းပါဝင်နေပါတယ်။ကိုလံဘီယာသမ္မတ Gustavo Petro ကတော့ဒီလုံရက်ကိုကျူးလွန်တဲ့သူတွေကိုအကြမ်းဖက်သမားတွေမူရစ်ဆေးဝါးမှောင်ခိုသမားတွေလို့ခေါ်ဝေါ်ပြီးပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ဒီအဖွဲ့ရဲ့ခေါင်းဆောင်မာလွန်ကိုဖမ်းဆီးနိုင်ဖို့အတွက်စုငွေအမေရိကန်ဒေါ်လာ1 သန်းကျော်အထိထုတ်ထားတယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ဆိုမာလီယာနိုင်ငံမှာဇက်တိုက်ဆိုသလိုမိုးခေါင်ရေရှားမှုတွေနဲ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့်လူပေါင်း6 သန်းခွဲခန့်ဟာနေ့စဉ်စားမစားရဘဲငမိုးမှုတံကိုအလူးလဲခံစားနေရတယ်လို့သိရပါတယ်။အထူးသဖြင့်မွေးမြူရေးတိရစ္ဆာန်တွေကိုအဓိကအားထားနေရတဲ့မိသားစုတွေဟာသူတို့ရဲ့စားဝတ်နေရေးအရင်းအမြစ်ဖြစ်တဲ့ကျွဲနွားတွေစူးလိုက်ပြောင်းလိုက်တည်ဆုံးကုန်တာကြောင့်ပိုပြီးတော့ကိုဒုက္ခရောက်နေကြတာပါ။နိုင်ငံလူဦးရေရဲ့3 ပုံ 1 ပုံခန့်ဟာစာရေးစာလုံလောက်မှုမရှိတဲ့အစဉ် IBC Phase 3နဲ့အထက်ကိုရောက်ရှိနေပါတယ်။အဲ့ဒီထဲမှာလူပေါင်း2 သန်းကျော်ကလည်းငတ်မို့ခေါင်းပါမှုမဆက်ရောက်ခင်လွန်စိုးရင်ရတဲ့အရေးပေါ်အစဉ် IBC Phase 4ကိုရောက်ရှိနေတာဖြစ်ပါတယ်။လူတွေဟာစားစာရဖို့အတွက်နေရဆုတ်ခွာပြီးပြင်းထန်နေတဲ့ဒုက္ခသည်စခန်းတွေစီကိုအမြဲမပြတ်ရွှေ့ပြောင်းနေကြရပါတယ်။ဒါအပြင် Save the Children အဖွဲ့တာဝန်ရှိသူ Francesca Sangiorgi ကမိုးရသည်တွေစတိုက်ပြက်ကွက်ခဲ့တာကြောင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအကုန်ပျက်စီးကုန်ပြီးကလေးငယ်တွေဟာလည်းကြောင်းထွက်နှုံမြင့်တက်နေသလိုယောဂဗျာတွေများပြားလာတာကြောင့်သူတို့ရဲ့အသက်ရှင်သန်ခွင့်အတွက်အရန်ကိုစိုးရိမ်နေရပါတယ်လို့ပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရဆိုမာလီယာမှာအသက်9 နှစ်အောက်ကလေးငယ်1.8 သန်းခန့်ဟာပြင်းထန်တဲ့အာဟာရချို့တဲ့မှုပေးနေရင်ဆိုင်နေရပါတယ်။ဒုက္ခသည်စခန်းတွေကိုရောက်လာတဲ့မိခင်တဦးကတော့သူ့မှာနွားကောင်ရည်200ရှိခဲ့ပေမဲ့အခုကတော့4 ကောင်ပဲကျန်တော့က8 လသားရွယ်သမီးလေးမှလည်းအာဟာရချို့တဲ့မှုကြောင့်ဆေးရုံတင်ထားရတယ်လို့ဝန်နဲ့စွာပြောပြခဲ့ပါတယ်။အဲ့ဒီပြင်3 နှစ်ဆက်တိုက်မိုးခေါင်ခဲ့ရကြောင်းမြေချောင်းတွေခန်းချောက်ပြီးစကြမ်းမြေတွေလည်းပျက်စီးခဲ့ရပါတယ်။ဒါအပြင် El Shabab လိုလက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့်လူတွေဟာနေရဆုတ်ခွာပြေးလွှားနေရပါတယ်။ကမ္ဘာစီးပွားရေးကျပ်တဲ့နဲ့ဒေသတွင်းစစ်ပွဲတွေကြောင့်လောင်စာဆီနဲ့အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ50% လောက်အထိကိုမြင့်တက်သွားခဲ့ပါတယ်။အစိုးရဆုံးအချက်ကတော့အကူအညီပေးရေးလုပ်ငန်းတွေအတွက်ရန်ပုံငွေမလုံလောက်တာပဲဖြစ်ပါတယ်။ဆိုမာလီယာအတွက်အမေရိကန်ဒေါ်လာ1.4 ဘီလီယံကျော်လိုအပ်ပေမဲ့လက်ရှိမှာ20% လောက်ပဲရရှိထားပါတယ်။ဒါကြောင့်အကူအညီပေးရမယ့်လူဦးရေ6 သန်းကနေ1.3 သန်းအထိကိုလျှော့ချလိုက်ရပြီးတော့စေပေကံပေါင်း200ကျော်ကိုလည်းပိတ်လိုက်ရပြီလို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့ဒီနေ့နေ့လည်ခင်းရရှိထားတဲ့ပြည်တွင်းသတင်းတွေနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့ရပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ